အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လက်တလောခေတ်ကာလအခြေအနေအရဖြစ်ပျက်နေတဲ့ဖုံးပြောက်သွားတယ်ဆိုတဲ့ပြဿနာလေးပေါ့ဖုံးပြောက်သွားလို့ဆိုပြီးတော့ခင်ဗျားတို့ကျွန်တော်ဖုံးရှာပေးမှလားဆိုတော့ဖုံးလည်းမရှာပေးပါဘာမှလည်းမကူညီပေးနိုင်ပါအဲ့တော့ဘာအကြောင်းလဲဆိုတော့ဖုံးပြောက်သွားရင်ဖုံးထဲမှာပါသွားမယ် KB ကောက်ပေါ့ဒီနေ့ကကျွန်တော်ပြောပြချင်တာ KB ကောက်လေးနဲ့ပတ်သက်ပြီးတော့ဘိုးတူတာလေးရအောင်ပေါ့နော်ကဲခုနစကားလေးဆက်ကြရအောင်ဖုန်းပြောက်သွားလို့ဆိုပြီးတော့ဖုန်းထဲမှာ KB ကောက်လည်းပါသွားမယ် KB ထဲမှာလည်းပတ်စံနေပါသွားလို့ပါဆိုပြီးတော့စိတ်ပူနေကြတယ်ဘာလို့လုပ်ရမှန်းမသိဘူးဘယ်ဖန်အောင်သွားလို့သွားမှန်းလည်းမသိဘူးအဲ့တော့ဒီအကြောင်းလေးကိုဘယ်လိုများအဆင်ပြေသွားအောင်လုပ်အောင်မလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ဖုန်းပြောက်သွားလို့ဖုန်းထဲမှာ KB ကောက်ပါသွားပြီဆိုရင်ဘဏ်နဲ့လည်းမနေဘူးသွားမှလည်းဝေးနေတယ်ဆိုလို့ရှိရင်3နှစ်တစ်ကိုဆက်ရှင်းဆက်သွယ်လိုက်တချို့ကဘာလို့မှမသိဘူးထူပူနေကြတယ်ဖုံးမြောက်သွားတာဘာနဲ့ဆက်ရမလဲဆိုပြီးတော့စောရကတက်ကြအောင်အဲ့တော့အနီးနားမှာရှိတဲ့တငယ်ချင်းမိတ်ဆွေမိသားစုတွေမှာရှိတဲ့ဖုန်းနဲ့ဆက်ပေါ့နော်အဲ့တော့3နှစ်တစ်ကိုအရင်ဆုံးဖုန်းဆက်မယ်3နှစ်တစ်ကိုဆက်ပြီးပြီဆိုရင် line ခွဲနံပါတ်1ကိုရေးပေးမယ်နည်းနည်း5စက္ကန့်6စက္ကန့်လောက်ကြာပြီဆိုတို့ကထပ်ရွေးခိုင်းမယ်ပေါ့နော်ထပ်ရွေးခိုင်းပြီဆိုရင် line ခွဲနံပါတ်5ကိုထပ်ရွေးပြီးသူတို့ဘက်ကမအားသေးဘူးဆိုပြီးခင်ဗျားတို့ရေးစားတွေကိုဖုန်းဆက်တယ်လို့မျိုးမအားရင်ဖုန်းရှာမပြစ်လိုက်နဲ့ခဏလေးကင်ထားလိုက်နော်စက်ကင်ထားမှသူတို့ဘက်ကကင်နေမယ်သူတို့ကဖုန်းခံပြီးဆိုရင်ဖုန်းရောက်သွားလို့အကောက်လေးနှမ်းပိတ်ထားခြင်းလို့ပါဆိုပြီးတော့ပြောလိုက်သူတို့ကခင်ဗျားချက်လက်တွေမေးလိုက်မယ်ခင်ဗျားမွေးနေ့ပေါ့ခင်ဗျားမှတ်ဖို့ဒီနံပါတ်ခင်ဗျားဖုန်းနံပါတ်မေးမယ်အကုန်လုံးမေးပြီးလို့ရှိရင်သူတို့ကနေအကောက်လေးပိတ်ထားမယ်အဲ့မှာသူတို့မေးမယ်နောက်ဆုံးတစ်ခုကကြတော့ခင်ဗျားတို့အကောက်ထဲကနေနောက်ဆုံးထွက်ခဲ့တဲ့အထွက်နှစ်ကြောင်ပေါ့ခင်ဗျားတို့အထွက်နှစ်ကြောင်ဘာပြောရလဲဆိုလို့ချင်းခင်ဗျားတို့အကောက်ထဲကနေနောက်ဆုံးထွက်ခဲ့တဲ့ငွေထွက်နှစ်ကြောင်ဖုန်းငွေဖြည့်တာဖြစ်ဖြစ်ဈေးဝယ်တာဖြစ်ဖြစ်ငွေလွှဲခဲ့တာဖြစ်ဖြစ်အထွက်နှစ်ကြောင်မေးလိုက်မယ်ဒါပေမဲ့အတိကတော့ကျွန်တော်အကောက်ပိတ်တဲ့အချိန်မှာကြတော့အထွက်နှစ်ကြောင်လောက်ထိအရေးမကြီးဘူးအဲ့တော့မမှတ်မိဘူးလားပြောလိုက်တကယ်မှတ်မိလို့ရှိရင်လည်းဖြည့်ပေးလိုက်ပါဗျာအဲ့မှာသူတို့ကအကောက်ကိုပိတ်ပေးလိုက်ပြီဒါဆိုရင်အကောက်ကပိတ်သွားပြီဆိုရင်စိတ်ချရတယ်ဒါပေမဲ့သူတို့ဘက်ကနေအကောက်ခင်ဗျားတို့ဘက်ကိုပြောတဲ့အချက်၃ချက်ရှိတယ်အချက်၃ချက်ကအရေးကြီးတယ်ပေါ့နော်ခင်ဗျားတို့အကောက်ပြန်ဖွင့်တဲ့အချိန်မှာလည်းလိုအပ်တယ်ပြီးရင်သူတို့ဘက်ကလည်းခင်ဗျားတို့ပြောတယ်စာကလေးနဲ့ပဲဖြစ်လိုက်မှတ်ထားပါဒါပေမဲ့ခင်ဗျားတို့ညံအရန်ကောင်းနေတယ်ဆိုတော့လည်းမမှန်နဲ့ပေါ့ဗျာစာလေးနဲ့လိုက်တော့မှန်တယ်ကောက်ဦးလုံးနဲ့ပဲမှတ်ထားပါအချက်၃ချက်ကဘာတွေလဲဆိုတော့ပထမဆုံးချက်ကticket number ticket numberဆိုတာကျတော့ခင်ဗျားတို့ပထမဆုံးသူတို့ပေးမယ်ကဏ္ဍရှစ်လုံးကဏ္ဍရှစ်လုံးကို ticket number လို့ခေါ်တယ်ဒုတိယချက်ကကျတော့ရက်ဆွဲခင်ဗျားတို့ကနေသူတို့စီကိုဆက်တဲ့ရက်ဆွဲပေါ့နော်အချိန်တော့မပါအောင်ရက်ဆွဲပါပဲတတိယချက်ကကျတော့သူတို့စီကိုခင်ဗျားကိုဖုန်းပြောက်တယ်ဆိုပြီးတော့တိုင်ကြားတဲ့ဖုန်းနံပါတ်အချက်၃ချက်ကိုမှတ်ထားရမယ်ဒါဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ကောက်ကစိတ်ချရပြီဒါမှခင်ဗျားတို့အားရတဲ့ချိန်ဖြစ်ဖြစ်ခင်ဗျားတို့နားတဲ့ရက်ပဲခင်ဗျားတို့အားတဲ့ရက်ပဲဖြစ်တော့နောက်နေ့မှသွားပြီးတော့ဘန်ဒါမှမဟုတ်လို့ရှိရင်နီးစပ် KB Center ကိုသွားပြီးတော့အကောက်လေးကိုပြန်သွားဖွင့်လိုက်ပြန်သွားဖွင့်တယ်ဆိုရင်ခင်ဗျားတို့ဖုန်းနံပါတ်လေးချိန်လိုက်ပါဗျာဖုန်းနံပါတ်လေးတခြားဖုန်းနံပါတ်နဲ့သုံးချင်လို့ရှိရင်တခြားဖုန်းနံပါတ်လေးနဲ့ချိန်လိုက်အကယ်မချိန်ရင်ဆိုရင်အရင်ကလေးကိုပြန်တော့ရှောင်မယ်သူတို့ရဲ့ operator ရုံးမှာပြန်ရှောက် operator ရုံးမှာပြန်ရှောက်ပြီး call center ကိုသွားcenter ကိုသွားပြီးတော့အကောက်လေးပြန်ဖွင့်ခိုင်းလိုက်သူတို့ပြန်ဖွင့်ပေးပါလိမ့်မယ်အဲ့လောက်ဆိုလို့ရှိရင်တော့ရပြီထင်တယ်အားလုံးအဆင်ပြေမယ်လို့လည်းထင်ပါတယ်